လူတော်တော်များများကကလေးတစ်နှစ်ကျော်ရင်အမေကတက်တာသွားပြီလို့ထင်ကြတယ်။ဒါပေမဲ့အဲ့ဒါတကယ်လက်တွေ့မှာတော့မဟုတ်ပါဘူး။တစ်နှစ်ကျော်လာလေကလေးကဟိုပြေးဒီပြေးတွေလှုပ်လာလေဆွဲရလွဲရအချိန်တွေအများများလာပါတယ်။အဲ့တော့မိခင်တယောက်အတွက်တစ်နှစ်ကျော်တဲ့ကလေးရဲ့အနေထားကြရင်စိတ်ရှည်ရတယ်အလိုလိုက်ရတယ်သူတို့ပေါ်မှာနားလည်ပေးရတဲ့အချိန်အပိုင်းစားတွေအများကြီးရှိပါတယ်မေရဲ့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပေးပါနော်ဒီဗီဒီယိုထဲမှာဗီဒီယိုအဆုံးမှာပြောသွားမယ့်စကားတစ်ခွန်းကဒီရွယ်ကလေးတွေကိုပြုစုနေရတဲ့မိခင်တိုင်းကြားတဲ့စကားလုံးကိုမေကဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ်မေနဲ့အတူကြည့်လိုက်ကြရအောင်နော်မနက်9နာရီခွဲ6နာရီဆိုရင်ကျမတို့ရဲ့ live တွေတစ်နှစ်ကျော်ပတ်ဝန်းကျင်မှာကျမတို့ကအလန်းမလို့ auto နှိုးတယ်ဘာဖြစ်လို့လဲဆိုတော့ကလေးတွေကနှိုးတာသူတို့ကမေမေဆိုပြီးစပြီးနှိုးလာပြီကိုရီးယားအဲ့ချိန်လေးမျက်လုံးတော့မပွင့်သေးဘူးဘာလဲသမီးလေးရဲ့ဘာဖြစ်တယ်နဲ့ဖြစ်တယ်အဲ့လိုမျိုးအချိန်သူတို့ကနှိုးနေပြီအရန်ကို active ဖြစ်နေတဲ့ကလေးလေးဖြစ်နေပြီပေါ့နော်အဲ့လိုချိန်စားပြီးနိုးလာပြီးဆိုတာနဲ့သူတို့ကအဲ့ရထဲမှာမှုေးတာရှိသမျှအယုတ်တွေနဲ့စော့မယ်ဂရင်ရှိတဲ့လူတွေကဂရင်ဘွားဆဲမယ်ပေါ့နော်ကျမတို့ကတော့ဂရင်နဲ့မသွားဘူးကျမမှုေးရလေးနဲ့ပဲသွားတယ်ကျမမှုေးရတဲ့မှာသူတို့မှုေးတယ်အချနာကိုမလှန်တတ်သေးဘူးလှန်တတ်တဲ့အရွယ်မဟုတ်တဲ့ခါကျတော့ခြေနှောင်ထဲမှာရှိသမျှဟာတွေအကုန်လုံးလိုက်မှုေးတယ်အဲ့ဒီတော့ပြီးဆိုတာနဲ့ကျမတို့ကလေးဘလောက်ပဲနှုံနှုံဆိုတဲ့အချိန်မှာကျမတို့မထကျင်လဲထားရတယ်အဲ့ထားရတဲ့အချိန်မှာကျမတို့ဘာအရင်စလုပ်ရလဲဆိုရင်ကလေးကိုရှူရှူတဲရတယ်ဒိုင်ပါအပူမလာအောင်ကျမတို့တည်ချာလေးဒိုင်ပါကိုပြောထားတဲ့အချိန်တိုင်းကျမတို့တည်ချာလေးလဲပေးရတယ်ပြီးသွားတဲ့အခါကျရင်ကိုသုံးတဲ့ဒိုင်ပါကဒီကလေးငယ်နဲ့လေတဲ့လားဆိုပြီးတော့လေကျမတို့အမြဲတမ်းဂယူးဆိုင်ရတယ်ပေါ့နော်ဟုတ်ပြီဒိုင်ပါလဲပြီးသွားပြီကိုလက်တန့်စင်ပြီးသွားပြီအင်ကြီးလေးလဲပြီးသွားပြီဆိုရင်သူတို့ breakfast စကျွေးဖို့အတွက်ကျမတို့ကပြင်ရပြီအဲ့ဒီအချိန်မှာ breakfast လေးတွေကပျော့လေးတွေကျွေးလို့ရတယ်ပေါ့နော် biscuit လေးတွေနှုတ်မှုန်လေးတွေOvaltine လေးတွေအဲ့မျိုးလေးတွေဖြော်ပြီးတော့ကျွေးလို့ရတယ်တချို့ဆိုရင်မွေးငါကျွန်တော်ဆိုရင်တစ်ခါလေးကြာရင်မွေးငါကျွေးတယ်ခောက်ဆွဲအိမ်မှာခောက်ဆွဲလေးလုပ်ပြီးတော့ကျွေးတယ်အတုပ်ကလေးပေါ်စီချက်လေးနဲ့နှဲပြီးတော့ကျွေးတယ်အဲ့ဆိုကျမတို့စားတဲ့အစားအစာတွေအကုန်လုံးတို့စကျွေးလို့ရပြီလားဆိုရင်နံပါတ်1ရတယ်ဒါပေမဲ့ဘာလို့ကျွေးလို့မရသေးဘူးလဲဆိုရင်ကျမတို့အငန်နေလွန်ကဲဆိုတာကျွေးလို့မရဘူးအချိုမုံထည့်သုံးလို့မရသေးဘူးဒါပေမဲ့အဲ့ဒီအချိန်မှာကျမတို့ကျွေးတဲ့အာဟာရကတင်းတင်းလျောက်ပတ်တဲ့အာဟာရတွေဖြစ်ရမယ်ပေါင်မုံတွေပါတယ်ကျမတို့ကျွေးလို့ရတယ်တူနာငါးလေးနဲ့ပေါင်မုံလေးနဲ့ငါးတစ်တာငါးလေးနဲ့ပေါင်မုံလေးနဲ့တုပ်ပြီးတော့ကလေးကိုလည်းကျွေးလို့ရဒါကကလေးအတွက်အာဟာရလည်းဖြစ်တယ်နော်နောက်ပိုင်းနေကြတဲ့ခါကျရင်ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်းကျမတို့တိတ်ကဲလောက်ရတဲ့အပိုင်းတွေဖြစ်နေပြီအဲ့ချိန်ကျရင်တို့ကစူးစမ်းနေရလေတို့ရုံးကန်ဖို့အတွက်ကိုတို့အရှိကိုလင်မြန်ဘလို့သွားမလဲဆိုတဲ့ပုံစံမျိုးတို့ကစူးစမ်းတဲ့အရွယ်ရောက်နေတာအဲ့ဒီချိန်မှာဘာဖြစ်လဲဆိုရင်တချို့အဲ့လိုအရွယ်လေးတွေပေါ့နော်တစ်နှစ်လေးတွေဆိုရင်ပြေးတက်နေကြတယ်တချို့ဆိုရင်6လလောက်ထဲနေနေဟိုတောက်သွားတဲ့အရွယ်လေးဖြစ်နေအဲ့တော့တောက်သွားတဲ့အရွယ်လေးကခြေထောက်မခိုင်တဲ့လူတွေရှိတယ်တချို့ကြတော့လေလမ်းလျှောက်တက်နေပြီအဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုတော့သူတို့ကသွားချင်တာပဲရှိတာပြေးပြီးသွားမယ်လွားပြီးသွားမယ်ဆိုရင်မပြေးနဲ့အဲ့ဒါအပြေးမှာမဟုတ်ဘူးเนาะလမ်းမှာမဟုတ်ဘူးကျမတို့အိမ်ထဲမှာပဲအဲ့တော့ဘာလို့ ရလဲဆိုရင်အိမ်ရှိမှာဆိုရင်ကျမအိမ်မှာဆိုရင်တမန်တလင်းခင်းတာတမန်တလင်းခင်းပြီးတော့အပေါ်ကဘာလို့ ရလဲဆိုဖော့ခင်းရတယ်ဖော့ကို2ထပ်လောက်သွားရတယ်သူတို့ရောင်းတဲ့ဖော့လေးတွေကပပလေးတွေပေါ့နော်ပပလေးတွေဆိုတဲ့အခါကျတော့ကျမတို့အစင်မပြေဘူးမပြေတော့ဘာလို့ ရလဲ2ထပ်ခင်းရတယ်2ထပ်ခင်းပြီးွားရင်ကျမအရှိနဲ့ခြံထဲကိုဆင်းတဲ့အပေါက်ကိုလည်းကျမကအဲ့မှာပိုက်တိုင်းနဲ့ကာရတယ်ပြီးသွားပြီဆိုရင်အလေခန်းနဲ့အရှိခန်းကြားကိုလည်းကျမအတိုင်းပိတ်ကာရအဲ့ဒီအရှိမှာသူတို့ကျတော့ဘောလုံးကွင်းလိုပုံစံမျိုးပေါ့ဘာမှတုံပစ္စည်းသူတို့ဆွဲလို့လွယ်တဲ့ပစ္စည်းဘာမှမထားဘူးအဲ့လိုဗီဒီယိုတွေဘာတွေလောက်ပဲရှိမယ်အဲ့ထဲမှာအောက်မှာတော့ကျမတို့ဆော့ပြောသလိုဖော့တွေခင်းတာတော့အဲ့ချိန်မှာချော်လဲတာလေတဖုံတိုင်းနဲ့ချော်လဲတဲ့အရွယ်လေးတွေပေါ့အဲ့လိုရွယ်လေးတွေမှာကျမတို့ကသူတို့မှီတဲ့ပစ္စည်းတွေဘာမှဆွဲလို့မရအောင်ထားတာအတကဘောပင်တို့ခဲတန်တို့ဆိုတော့ခါလေးကြာရင်သူတို့ဘာမှမဟုတ်ဘူးပြေးလွှိုင်းနေမျိုးလုံးထိုးမိတာတွေခိုင်တန်းတစ်ခုနဲ့ချွန်နဲ့ထိုးမိလိုက်တာတွေဖြစ်သွားမှာဆိုလို့ပေါ့နော်အဲ့ရမ်းတိတ်ကဲလောက်ရတဲ့ချိန်ပေါ့အဲ့ချိန်ကအဲ့လိုအရွယ်တွေကလေဒီလားတကားတွေကိုကစားမယ်တကားတွေကိုဖွင့်မယ်ခုံတွေရှိတယ်ဆိုရင်အန်ဆွဲတွေနှိုင်မယ်တကားတွေလိုက်လျှောက်ဖွင့်မယ်ဖုံးတွေယူပြေးမယ်ဖုံးတွေကိုတစ်ခါကျရင်ဘာမှမသိကိုင်နေအဲ့လိုမျိုးတွေရှိတယ်ပြီးကျမတို့ဖုံးပေးလုံးဝမကြည့်ဘူးပေါ့နော်
လေကားတွေတက်မယ်နော်အဲ့လိုတွေအရန်လုပ်ချင်တာအရာရာသူတို့ကစူးစမ်းလေးလာခြင်းနဲ့အရွယ်ပေါ့နော်အဲ့ဒီအချိန်မှာမိဘကအဲ့ဒီအချိန်မှာမိဘကတေချာလေး control လုပ်ပေးနိုင်မှရတာအဲ့ဒီအချိန်မှာလေမိဘတိုင်းအိမ်တိုင်းမပြောတဲ့စကားလုံးဆိုတာမရှိဘူးဘယ်လိုစကားလုံးမျိုးတွေလဲသိလားဟေးမလုံးနဲ့ဖြည်းဖြည်းသွားဖြည်းဖြည်းဒီဘက်ကိုလာအဲ့ဘက်ကိုမသွားနဲ့လို့ပြောနေရလေမပြေးနဲ့ချော်လဲမယ်ဘယ်နှခါမှမသိဘူးတနေ့ကိုဘယ်နှကြိမ်ရေတွက်မှန်းအောင်မသိဘူးအဲ့လိုမျိုးအော်အားဟေးရတဲ့အချိန်လေးပေါ့တခါတလေလေကို့အတန်အောင်ကိုမှတ်ပြီးတော့ရင်တော့အတန်မထွက်တဲ့လူတွေအဲ့လိုအချိန်ညာအရန်အတန်ထွက်တယ်ဟုတ်တယ်မလားမေမေတို့အဲ့ဒါကလေးကစိုးတာလား no ကလေးစိုးတာမဟုတ်ဘူးပေါ့နော်ဒါကသူကသင်ယူခြင်းတဲ့အရွယ် learning လုပ်တဲ့အရွယ်အဲ့ဒီအချိန်မှာကကျမတို့ကသူတို့ကိုဝိုင်းပြီးထိန်းရတဲ့အချိန်ထမင်းကျွေးမယ်ထမင်းကျွေးကြရင်တော်တော်များများကထမင်းကျွေးလို့မရဘူးထမင်းကျွေးလို့မရဘူးခလေးကရှောက်သွားနေတာတချို့ဆိုရင်လေခလေးကိုထမင်းတစွန်းလေးပေါ့နော်ခလေးကိုတစွန်းပါဇက်ထဲကိုရောက်ဖို့အရေးကိုစကားတွေအများကြီးပြောပြီးခလေးကြိုက်တဲ့အရာတွေလုပ်ပြရတယ်ကတ်တွန်းကားတွေပြရတယ်နော်ဖုန်းတွေပြထားရတယ်အယုတ်ပြရတယ်ဟုတ်ပြီအဲ့တော့ခလေးကိုထမင်းစားဖို့အတွက်ကိုကျွန်တော်တို့ဘယ်လို train ခဲ့လဲဆိုရင်မိကသူတို့စပြီးထိုင်နိုင်တဲ့အရွယ်မှာထမင်းစားတဲ့ခုံလေးတွေရှိတယ်အဲ့ဒီခုံလေးတွေကိုဝယ်တယ်အမြင့်ကြီးမဟုတ်ဘူးအမြင့်ကြီးကတိတ်အဆင်မပြေဘူးခလေးတွေအတွက်ပေါ့နော်ကျွန်မကတော့အောက်မှာသူတို့ထိုင်လို့ရတဲ့ခုံလေးတွေဝယ်တယ်ဝယ်ပြီးသူတို့ထည့်တယ်ပြီးရင်ဘေးကိုနာမှာဆိုးလို့လေအယုတ်ကလေးတွေကာပေးထားတယ်တိတ်ပြီးတော့မထိုင်နိုင်တဲ့အရွယ်ပုံစံမျိုးလေးဖြစ်နေမှာဆိုလို့အဲ့နဲ့ကာရာပေးပြီးသွားရင်ဘာလို့ရလဲဆိုရင်ကျမကလေးကို3နှစ်ကျော်တဲ့အထိကျမဖုန်းလုံးဝပေးမပြအောင်အဲ့ဒီအချိန်မှာကျမဘာနဲ့ control လုပ်လဲဆိုရင် TV နဲ့ပဲ control လုပ်တယ်ကျမ TV ကိုဖွင့်ပေးထားတယ်သူတို့ကြိုက်တဲ့ကာတွန်းကားလေးတွေပေါ့နော်ကျမသမီးတွေကကြောက်ကာတွန်းကားထက်တချင်းပေါ့အင်္ဂလိပ်ဆောင်လေးတွေသူတို့ကြိုက်တယ်ဘယ်လိုပြောမလဲကာတွန်းလေးတွေပေါ့အင်္ဂလိပ်ကာတွန်းလေးတွေရှိရလေအဲ့ဒီမှာတချင်းလေးဆိုတဲ့ဟာလေးရှိအဲ့ဒါကိုသူတို့ကကြိုက်တယ်ဂျော်နီတို့ဘာလို့ဆိုရင်အရန်သဘောကျတာပေါ့နော်အဲ့လိုတွေကိုကျမဖွင့်ပေးထားတယ်ဖွင့်ပေးပြီးသွားပြီဆိုရင်သူတို့ရှေ့ကိုသူတို့နှစ်ယောက်ကိုအတူတူထားတယ်အတူတူထားပြီးတော့ရှေ့မှာ TV ကိုကြည့်အဲ့ဒီအချိန်မှာကျမတို့ကထမင်းကိုခွန်ရတယ်အဲ့လိုပုံစံနဲ့သွားတယ်တခါတလေကြာရင်ဘယ်လိုလုပ်လဲဆိုရင်ညနေဆောင်နေလဲသိမ့်မပူတော့ဘူးဆိုရင်6နာရီလောက်သူတို့ထမင်းကျွေးတယ်ထား9နာရီခွဲ6နာရီလောက်ထမင်းကျွေးတယ်ဆိုရင် channel မှာလည်းနေမပူတဲ့အချိန်ဆိုရင်ကျမကဘာလုပ်လဲ channel 0တကတော့အမြဲတမ်းပိတ်ထားတာပေါ့နော်အဲ့ဒီအချိန်မှာထမင်းကို like ခွန်နဲ့အပင်လေးတွေပြလိုက်ရွက်ကလေးတွေပြလိုက်အကောင်ပစ္စည်းလေးတွေရှောက်သွားနေတာတွေရှောက်ပြလိုက်အဲ့လိုမျိုးနဲ့ထမင်းကျွေးရတယ်ကျမဖုန်းလုံးဝမပြအောင်နော်ခလေးကိုဖုန်းမပြတဲ့အတွက်ကြောင့်ဘာ affected တွေကောင်းလဲဆိုရဲဟာမေနောက်ဗီဒီယိုမှာထပ်ပြီးတော့ရှင်းပြပေးပါမယ်အဲ့ဒီအရွယ်ကလေတလားစကားတွေကလေမပြောတတ်ဘူးမပြောတတ်သေးတဲ့အခြေအနေမျိုးမှာသူကဘာနဲ့စလဲဆိုရင်မေဖေအဲ့လိုမျိုးစကားအတန်နဲ့စလာပြီးရင်ဖွာအဘူးဆိုပြီးစတယ်โอเคအဲ့လိုအချိန်မျိုးမှာသူတို့ကဘာကြီးသိချင်နေရလဲအရန်ကလည်းသိချင်တယ်စကားကလည်းမပြောတတ်သေးဘူးပြီးရင်ရန်ကလည်းလုပ်သေးပေးသွားမလာနဲ့အဲ့လိုမျိုးကြီးကျမတို့အမြဲတမ်းပြောခံခဲ့ရတယ်ပေါ့နော်ဒါပါလေအဲ့လိုမျိုးပေါ့နော်မေးခံရတယ်တနေ့လေးသူတို့ရဲ့မေးခွန်းတွေကိုဖြေတိုင်းတနေ့ကိုအချိန်90မကဘူးမေးခံရတာသိလားဘာကြီးလဲဘာကြီးလဲဆိုပြီးတော့မေးခံရတာသူတို့ပြောတဲ့ဟာကိုနားမလဲလို့ကိုမသမီးလေးဘာပြောရလဲလို့မင်းစိတ်ကတိုးသေးဆိုပြီးတော့ပြောသေးတယ်ဒေါသထွက်သေးတယ်ဟုတ်တယ်နော်အဲ့တော့ကျမတို့ကအဲ့လိုချိန်မျိုးမှာစိတ်ရှည်ရတယ်ဘာဖြစ်လို့လဲဆိုတော့ခလေးအုံနောက်ကဖွံ့ဖြိုးနေတဲ့အရွယ်ခလေးအုံနောက်ဖွံ့ဖြိုးနေတဲ့အရွယ်မှာသူစူးစမ်းခြင်းနဲ့အဲ့တော့သူ့အုံနောက်ကမှတ်တယ်ဒါကဘာလဲဆိုရဲဟာသူသိခြင်းနဲ့ဥမာဒါဆိုရင်ဘာလဲခွက်ဒါဆိုရင်ဘာလဲပန်းဒါဆိုရင်ငှက်အိမ်မှာခွေးဒီလိုမျိုးသူတို့ကမှတ်နေပြီစကားတွေကမပြောတတ်တာစကားတလုံးစလေးတွေကိုကျမတို့စပြီးတော့တင်လာလို့ရပြီအတွဲတွေတင်လို့မရသေးဘူးမခေါ်ခိုင်းလို့ရတယ်မမတို့ကိုတို့ဥဒေါ်ဒီလိုမျိုးတွေခေါ်ခိုင်းလို့ရတယ်အဲ့လိုမျိုး
တွဲလေးတွေကျမတို့စတင်ပေးလို့ရပြီပေါ့တကယ်တမ်းတော့ကလေးတွေကကိုပြောလိုက်တဲ့စကားလုံးထက်ပေါ့နော်အဲ့ဒါဘာကြီးလဲလို့သူတို့မေးလိုက်ဒါဘာကြီးလဲလို့မေးလိုက်တဲ့အချိန်မှာသမီးလေးရေဒါလေးကတော့ခွေးလေးကချစ်စရာကောင်းလိုက်တာနော်သမီးလေးကိုဆိုရင်အရန်ချစ်တာသမီးလေးကခွေးလေးကိုချစ်လားဆိုပြီးတော့အဲ့လိုမျိုးစိတ်ရှည်နဲ့ဖြေပေးတာကိုသူတို့ကလိုချင်တာဒါဘာကြီးလဲဆိုတဲ့ဟာကိုခွေးဆိုတဲ့ဟာကိုပဲသူတို့ကလိုချင်တာမဟုတ်ဘူးသူတို့ပေါ်မှာစိတ်ရှည်မှု patient ဘိုင်းအောင်လဲသူတို့ကလိုအပ်တယ်အဲ့ဒီအချိန်မှာလေဘာထပ်ဖြစ်သေးလဲသိလားလူတွေကအနေငယ်မှကလေးတွေကကစားတယ်ကစားစရာတွေအကုန်လုံးအိမ်မှာမွားစီထိုးနေအောင်သူတို့ကစားတယ်ကစားပြီးသွားရင်ပြန်မသိမ့်တတ်သေးဘူးအဲ့ဒီအချိန်မှာလို့ရလဲဆိုချင်းအောင်တစ်လုံးနဲ့အနောက်ကလိုက်ပြီးတော့အဲ့ကစားစရာတွေအကုန်လုံးသိမ့်ပြီးလို့ကိုကကလေးအိပ်ပြီးကလေးတွေပကတ်တွေပိုင်းတွေမှာထည့်ပြီးတော့အိပ်ပြီးဆိုရင်ကျမသမီးဆိုနိုင်ဝက်ပဲကျမသွားနိုင်ကြည့်စရာမလိုသူတို့နိုးတဲ့ထဲကနိုင်ဝက်ပဲနိုင်ဝက်ထပ်ကြော်ပြီးတော့သူတို့မအိပ်ခဲ့ဘူးအဲ့တော့ဘာလို့လဲဆိုအဲ့နိုင်ဝက်တွေမှာရှင်းလင်းလိုက်ပြီးတပတ်ကြီးပိုင်းလဲလိုက်ပြီးကျန်းနေပိုင်းတိုက်ပြီးသွားပြီးဆိုရင်သူတို့နိုးလာပြီနိုးလာပြီဆိုရင်သူတို့ snack စားတော့မယ်မုံစားတော့မယ်အချိန်ညရင်သူတို့စားချင်တဲ့ဟာတွေလိုက်ပြီးတော့ပြောမယ်ဟိုကကျွေးမယ်ဒီကကျွေးမယ်ငါပြောသည်လို့ပါတော့အဲ့လိုမျိုးအချိန်မျိုးမှာဆိုရင်ကျမတို့ကောင်းကောင်းကျွေးလို့ရအသီးနဲ့အစုံကိုကျမတို့ share ကျွေးလို့ရအဲ့လိုကျွေးပြီးသွားပြီဆိုရင်ကျမတို့ဘာလုပ်ရလဲဆိုရင်ရှင်းပြီးသားအယုတ်တွေကိုလေအဲ့လိုချင်းအောင်ကြီးကိုအကုန်လုံးမှောက်ချပလိုက်တယ်မှောက်ချပြီးတော့မှနောက်တစ်ချိန်ထပ်ပြီးတော့ဆော့ပြန်တယ်အဲ့ဒီကလေးရှင်းအောင်သိမ်းလိုက်မှောက်ချလိုက်ကတနေ့ကို၄កောက်၅កောက်ကအနည်းဆုံးပဲအနည်းဆုံးပြောနော်၄កောက်၅កောက်ကအနည်းဆုံးဟုတ်ပြီပြီးသွားပြီဆိုရင်အဲ့ရနိုးလာပြီဆိုရင်ဒိုင်ဘာတွေခဏလွတ်ပေးထားလိုက်တယ်လွတ်ပေးထားလိုက်ပြီးတော့ဘောင်းမီလေးကိုဒီတိုင်းလေးပဲဝတ်ပေးထားမယ်ဒိုင်ဘာလုံးဝမသုံးဘူးအဲ့ချိန်နဲ့အဲ့နေကင်းအိပ်ပြီးတဲ့အချိန်နဲ့ည6နာရီတိုင်ကြားတဲ့ကိုကျမလုံးဝဒိုင်ဘာမသုံးအဲ့တော့ဘာသက်တာလဲဆိုရင်ကလေးဒိုင်ဘာပေါ်နာရီလဲသက်တာတယ်လေဝင်လေထွက်လဲပိုကောင်းတယ်ပြီးတဲ့ခါကျရင်သူတို့လည်း relax ဖြစ်တယ်ဒါကြီးအမြင်တိုင်းဝတ်ထားတာပူတယ်လေဟုတ်တယ်မလားအဲ့ရအဆင်ဘယ်လိုလုပ်ပြေးမှာလဲအဲ့တော့ကလေးကိုလည်း relax ဖြစ်အောင်ထားတယ်အဲ့တော့သူအဲ့ချိန်မှာစော့တယ်အဲ့မှာတခါလေးကြာရင်အဲ့ရွယ်ကရှူလို့မပြောတတ်သေးဘူးရှူလို့မပြောတတ်သေးတော့ဘာလုပ်လဲသူတို့ပေါက်ချတယ်ပေါက်ချတဲ့ခါကျရင်ပြီးသွားပြီဆိုရင်အဲ့ပေါက်ချတဲ့ဟာတွေအကုန်လုံးဘောင်းမီလဲထားတယ်အဲ့နေရာတွေတုပ်ရတယ်နော်တန့်ရှင်းရေးတွေလုပ်ရတယ်အဲ့နေရာတန့်ရှင်းဖို့အတွက်ကအဝတ်က3-4ခုလောက်ကုန်တယ်နော်အဲ့တော့ခလေးဝတ်တွေထွက်တာရှိတယ်အဲ့ခလေးဝတ်ကရိုးရိုးဝတ်လာဆို noอีပေတဲ့ဝတ်တွေပါမယ်เนาะပြီးသွားပြီဆိုရင်ကျမတို့ဒီရှူးတွေပေါက်ထားတဲ့အဝတ်တွေပါမယ်เนาะအဲ့တော့အဲ့ဒီဟာတွေအကုန်လုံးကိုတေးသေးချာချာအရင်ဦးဆုံးတန့်စင်အောင်အရင်ဦးဆုံးလုတ်ပြီးဝါတော့မှကျမတို့ဆက်ပြမှုန်တွေကိုထည့်စိန်ပြီးတော့မှမိနစ်20နာရီဝက်လောက်နေတော့မှကျမတို့ရှော်ရတာအဲ့ဒါကတနေ့ကိုဘယ်နှခေါက်လဲဆိုရင်4-5ခေါက်ထက်မနေဘူးဟုတ်ပြီနော်4-5ခေါက်ထက်မနေဘူးအဲ့လိုမျိုးလုပ်ခဲ့ရတဲ့ပုံစံဟုတ်ပြီဒါအဝေးလျှော်တဲ့အပမိဘူးရောတယောက်ကိုတစ်နေ့ကိုဆိုရင်အစုံကလေ10စုံ8စုံအဲ့လောက်ထွက်တာ2ယောက်ဆိုတော့အစုံ20လောက်ဖြစ်နေပြီစဉ်းစားကြည့်မေမေတို့စဉ်းစားကြည့်အဲ့တော့ခလေးတယောက်ဒိုင်ဘာတွေဆိုရင်လည်းတစ်နေ့ကိုမကုန်ဘူးဆိုရင်3ခုလောက်ကုန်တယ်3ခုလောက်ကုန်တယ်3ခုဆိုတာဒါကျမဟိုပြန့်အနေနဲ့ပြောပြတာပါเนาะတစ်ခါလေးကျရင်ဝမ်းသွားတဲ့အချိန်တို့ဘာလို့ဆိုရင်5ခုလောက်ကုန်တာပဲရှိတယ်အဲ့ခါကျတော့ထားတော့ဒိုင်ဘာ3ခု2ယောက်ဆိုရင်တစ်ထုပ်မှာ8ခုပါတဲ့ဟာဆိုရင်တစ်နေ့ကိုတစ်ထုပ်ကျော်ကုန်တယ်အဲ့တော့ဒိုင်ဘာဘိုးကလည်းမနေဘူးเนาะနို့မဟုတ်ကျမနို့မုံတိုက်တာပေါ့နော်နို့မုံတိုက်တာဆိုတော့ကလေး2ယောက်ကြတော့ကျမမနိုင်တဲ့ခါကျတော့ကျမတို့နို့မုံကို supply နေနဲ့ကျမတိုက်တယ်ကျမအဲ့ချိန်တော့ကလေး2ယောက်ကိုနို့မုံတိုက်တယ်တစ်နှစ်အရွယ်မှာကျမကဘယ်လောက်ကုန်လဲဆိုရင်သူတို့2ယောက်9ရက်ကိုတပူးကုန်တယ်ဒါတစ်နှစ်ကိုအရွယ်ကိုပြောတာနော်အဲ့ငယ်တုန်းက6လတွေပါရကြတော့အရန်ကုန်တာ3ရက်တပူးတို့2ရက်တပူးတို့အဲ့လိုမျိုးတွေသွားတာတိလားဒါပေမဲ့ဒီဟာကကြတော့9ရက်တပူးဘာလို့လျှော့လာလဲဆိုအစာကျွေးတယ်နေ့လေအစာကျွေးတယ်မနက် breakfast ကျွေးတာရှိညအစာကျွေးထားတာရှိအဲ့လိုမျိုးဆိုတော့ကျမတို့အတွက်ကအစင်ပို့ပြီးတော့နည်းနည်းပြေလာတယ်အစာတောက်ကျွေးရတဲ့နေရာမှာ supply man လေးတွေပြေလာတယ်ပေါ့နော်နေကင်းနေလေခလေးတွေအိတ်နေတဲ့အချိန်ကိုကအေးစစ်စစ်ရေချိုးရမယ်မထင်နဲ့ပြေးလွှားချိုးရတယ်ကျမသမီးဆိုနိုင်ဝက်ပဲအိတ်တာနိုင်ဝက်ပြီးတာနဲ့သူတို့ကနိုးတာအလန်းလုံးဝမနိုးအဲ့လိုချိန်တိုင်းကိုကဘာလုပ်ရလဲဆိုရင်ကျမကော်ဖီတောက်တဲ့သူဆိုနေကင်းနေလည်းမအိတ်အောင်ကော်ဖီတောက်ရတယ်နေကင်းကော်ဖီဖြောပြီးွားပြီဆိုရင်ရေသွားချိုးပြီးွားပြီဆိုရင်ပြန်ထွက်လာပြီးွားပြီဆိုရင်ကိုတနခါးတွေလိမ့်ပြီးွားပြီဆိုတာ ਨੇ ကော်ဖီတောက်
ပြီးွားကြီးလိုက်ခလေးထွက်နေပြီခလေးကအင်းအဲမေရေးဘာပဲဖြစ်နေပြီအဲ့ဒီချိန်သူပြန်ဆော့မယ်ပြန်လုပ်မယ်အဲ့ဒီ cycle အတိုင်းကဒီလိုမျိုးပဲတစ်နေ့နဲ့တစ်နေ့ကျမတို့လဲပတ်နေဒါပေမဲ့ကျမကခလေးရဲ့အိတ်ချိန်ညရောက်တဲ့အချိန်မှာကျမဘယ်ချိန်ချပြီးအပေါ်တက်လဲဆိုရင်ည6နာရီဆိုတာနဲ့ကျမတို့အိမ်ကနှစ်ထပ်အပေါ်တက်တယ်ပေါ့နော်အပေါ်တက်ပြီးတော့ကျမအခန်းထဲမှာသူတို့နှစ်ယောက်ကိုထည့်တယ်ကျမတို့သားမီးတွေစော့တယ်ကစားတယ်6နာရီခွဲဆိုရင်ကျမဘာလုပ်လိုက်လဲဆိုရင်မီးပိတ်ချပလိုက်တယ်တခန်းလုံးမှောင်သွားပြီလေအဲ့ချိန်အပြင်ကလည်းမှောင်သွားပြီလိုက်ကားလည်းဆွဲတာအမဲဆွဲထားတာဘယ်ရမလဲအဲ့ခါကျတော့လုံးဝအပိတ်ကိုမှောင်သွားတာမှောင်သွားတဲ့အချိန်ဘာလုပ်လဲဆိုရင်ကျမကလေးစားတိတ်တယ်ကလေးစားတိတ်ပြီးဆိုရင်အဲ့မှာတို့နိုဘူးတွေပါလေကျမဖြော်တိုက်ထားတယ်ဖြော်ထားတယ်ရှိရဲအဲ့ဒီချိန်ထိကျမအိပ်ရရဲ့နောက်မှာနိုဘူးချင်းနှောင်းကအမြဲတမ်းထားရတယ်နိုဘူးကိုချင်းနှောင်းနဲ့ထားရတာနော်နိုဘူးဖြော်ဘူးပါတဲ့ဟိုပြီးွားပြီဆိုရင်ကျမတို့ရေကျဲအေးပါမယ်နော်ရေနွေးအိုးပါမယ်အဲ့ချင်းနှောင်းလေးထဲမှာအကုန်ပါတာအဲ့တော့သူတို့ကိုကျမနိုတဘူးတိုက်ပြီးရောဟိုဘက်တစ်ယောက်ဒီဘက်တစ်ယောက်တိုက်နေတယ်လဲနဲ့သူတို့တချင်းနဲ့ဆိုပြီးတော့တိတ်ရပြီအဲ့ချိန်တချင်းဆိုတိတ်ပြီးတော့တခါလေးကြာရင်မမတွေက9နာရီလောက်ဆိုရင်အိမ်တခါလေးကြာ9နာရီခွဲခါကြီးကြာရင်လေ10နာရီထိုးရနေလေရှိရပေါ့ခလေးကတော့အိတ်သွားပြီလူကြီးအစ်စ်ဖြစ်သွားပြီနိုးမထင်နဲ့အဲ့ချိန်တိုင်းဘာလုပ်ရလဲဆိုရင်ခလေးအိတ်သွားပြီနော်ညီမလေးကိုဘေးနာဟိုခလေးကြည့်ပြီးတဲ့ညီမလေးတမိခဏလာညီမလေးခဏကြည့်တာပြီးတော့အောက်စင်လုံးဆက်ရှိတာကြီးသွားလောက်ရတယ်အဝတ်တွေလည်းရှင်းရတာရှိရတန်ရှင်းလောက်ရတာကြီးလည်းရှိတယ်အဝတ်ချော်ရတာကြီးရှိတယ်တန်ရှင်းလောက်ရတာကြီးရှိတယ်မနက်ဖြန်မနက်ကလေးတွေဘာကျွေးမလဲဆိုတဲ့ဟာအတွက်ပြင်ဆင်ရတာရှိသေးတယ်เนาะပြီးွားပြီဆိုရင်မြည်မှုတိုက်ထားတာအဆင်ပြေလားအိမ်ကြီးတွေသူ့ဟာနဲ့သူ့နေရာနဲ့သူပြန်ထည့်ရတာရှိသေးတယ်โอเคနိုင်ကြည့်လိုက်10နာရီအစောဆုံးချိန်အဲ့10နာရီပြီးသွားတဲ့ခါကျတော့ပြီးသွားပြီပေါ့နော်ပြီးသွားတော့ပြီးပြီလားဆိုတော့ပြီးပြီပေါ့တနေ့တာလုံးပြန်စဉ်းစားကြည့်လိုက်ကိုယ့်အတွက်လုပ်ခဲ့တာဘာတစ်ခုရှိလဲဘာတစ်ခုမှမရှိခဲ့ဘူးเนาะကျမတို့ကိုယ်တိုင်အတွက်ကိုယ့်ရဲ့ personal တိုင်းကိုသုံးချပြီးတော့လုပ်ခဲ့တာရှိတာမရှိဘူးဒါပေမဲ့ကျမတို့ကအပင်စိုက်နေတဲ့ဥယျာဉ်မှုတွေလိုပဲပေါ့ကျမတို့ရဲ့အပင်လေးပေါ့ခလေးလေးတွေကကျမတို့ရဲ့အပင်လေးပေါ့အဲ့အပင်လေးကြီးထွားတာကို supplement ပေးမဲ့ဥယျာဉ်မှုပေါ့ကျမတို့ supplement ဖြစ်တဲ့ဥယျာဉ်မှုတွေပေါ့အဲ့တော့အပင်ကတော့သူ့ကသူကြီးနေမှာပဲဒီခလေးကတိတိလေးရမောကြီးပြီးတော့သွားမှာကျမတို့ခလေးမှမဟုတ်ဘူးခလေးတိုင်းဒီတိုင်းကြီးတာဒါပေမဲ့ကျမတို့ကဘာလဲဆိုရင် supplement ကောင်းတဲ့သူနဲ့ supplement မကောင်းတဲ့သူ supplement ကောင်းတဲ့မကောင်းဆိုတာဘာကိုပြောတာလဲကျမတို့အခုအပင်လေးတွေကိုပဲကျမတို့ခယူးဆိုင်တယ်ပဲထားအောင်အပင်အားစေးထည့်ပေးတာရှိမယ်ပိုးသက်ပေးတာရှိမယ်နေအောင်မရရင်နေအောင်ရတဲ့နေရာမှာထားမယ်เนาะဒီအပင်ကနေမကြိုက်ဘူးဆိုရင်နေမကြိုက်တဲ့နေရာမှာထားမယ်တန်ရှင်းရေးလေးတွေလို့ဒီလိုမျိုး supplement ကျမတို့အားလုံးကလည်းမိဘတွေအကုန်လုံးကလည်းခလေးတွေကို supplement ပေးတဲ့မိဘတွေကျမပြောတဲ့မိဘတွေထဲမှာခလေးတွေကို supplement တကယ်ပေးတဲ့မိဘတွေကိုပဲပြောတာเนาะခလေးတွေကိုမကြည့်တဲ့မိဘတွေကိုကျမမပြောပါဘူးအဲ့တော့အဲ့လိုမိဘတွေအကုန်လုံးကပင်မနဲ့အရန်ကိုပင်မနဲ့เนาะခလေးလေးကြီးထွားလာဖို့အတွက်ကိုအရန်ကိုပင်မနဲ့เนาะဒါပေမဲ့အဲ့လိုအရန်ပင်မနေပေမဲ့ဒီအရွယ်ကကျမအခုချိန်ထိကျမသမီးလေးတွေရဲ့ဓာတ်ပုံတွေကိုကြည့်ပြီးတိုင်းအမြဲတမ်းပြန်တွေးတယ်။အော်ငါသမီးလေးချစ်စရာကောင်းလိုက်တာချစ်စရာကောင်းကိုအမေလေးသိရမလားအဲ့လိုမျိုးပုံစံမျိုးနဲ့တွေးနေပြီ။ဒါပေမဲ့ပင်မခဲ့တယ်အရန်ပင်မခဲ့အဲ့ချိန်ကတစ်ခါလေးကြာရင်လေစိတ်ညစ်ဖို့အရန်ကောင်းတယ်ကိုယ့်ရဲ့ personal တိုင်းဆိုတာဘာမှမသိတဲ့လူဘဝတွေဖြတ်တန်းခဲ့ရတာ။သူတို့တွေကဘလောက်ပဲဖြစ်နေဘသူတွေဘလောက်ပဲရှိသူတို့ဘလောက်ပဲချစ်အချိန်နဲ့မေရေးဆိုပြီးပြေးလာမယ်ဖတ်မယ်နမ်းမယ်အဲ့လိုမျိုးဟာကိုလိုချင်တာလေအဲ့လိုမျိုးအချိန်ဆိုရင်ဘာဖြစ်လဲအကုန်ပျော်တယ်မဟုတ်ဘူးလားမေတွေအကုန်ပျော်တယ်ဟုတ်အဲ့လိုအချိန်တွေပျော်ခဲ့တဲ့အရာတွေကကျမတို့အခုနောက်တစ်ချိန်မှာဘလောက်ပဲတွေ့ကိုကပတ်စံနဲ့ပြန်များတော့တဲ့အရာတွေအဲ့လိုအချိန်တစ်ခုကိုကျမတို့ပြန်ဝဲခြင်းပါတယ်ဆိုရင်တော့မှကျမတို့ပြန်ဝဲလို့မရတော့တဲ့အချိန်တွေအဲ့အချိန်တုန်းကကျမကိုယ်တိုင်လည်းတွေးခဲ့တယ်ဘလို့တွေးခဲ့လဲဆိုရင်မြန်ကြီးပါတော့ဒီကလေးတွေမြန်ကြီးပါတော့ပင်မန်းလို့သိရမလားဒါပေမဲ့အခုချိန်မှာငါအဲ့လိုအချိန်လေးခဏလောက်လေးပြန်လို့ရှင်သေးတယ်ဆိုတော့အတွေးမေတို့လည်းရှိတယ်မလားတစ်ချိန်မှာတော့တနေ့တစ်ချိန်ပေါ့နော်သူကလေးလေးတွေကကြောင်းသွားမယ်တငယ်ချင်းတွေရလာမယ်မေဆိုတဲ့အရာတခုကိုအဲ့လောက်ထိသူတို့မမတ်မောတော့ဘူးသူတို့တငယ်ချင်းတွေနဲ့သူတို့ပျော်မွေးတဲ့အချိန်လေးတွေဖြစ်လာလိမ့်မယ်ဒါကြောင့်ပင်မနေတဲ့နေ့တွေဖြစ်နေတယ်ဆိုရင်လေမေတို့တန်ဖိုးထားပြီးတော့ဖြတ်တန်းပါနော်အခုချိန်မှာမေရဲ့ဗီဒီယိုကြည့်နေတဲ့မေတဦးတယောက်ကတစ်နှစ်သမီးလေးတွေသားလေးတွေရှိတယ်ဆိုရင်မေဗီဒီယိုကြောင့်ခွန်အားရပါစေနော်နောက်ဆုံးမေပြောချင်တဲ့စကားကဒီနေ့တင့်ကိုတင်တွေးနေတယ်ငါရမ်းပင်မနေတယ်လို့တွေးနေတယ်တွေးနိုင်တာပဲလေကျမတို့လည်းလူပဲဟုတ်တယ်မလား
ဒါပေမဲ့မေပြောတဲ့ဒီစကားလေးတစ်ခွန်းတော့တတိယပေးနော်တင့်ကခလေးတယောက်ကိုအမြဲတမ်းပြုစုပြိုးထောင်နေပေးရတာမဟုတ်ဘူးခလေးကလည်းတင့်ကိုဘလို့မိခင်ဖြစ်မလဲဆိုတဲ့အရာတစ်ခုကိုနေ့တိုင်းသင်ပေးနေတာကျမပြောတဲ့စကားလုံးကနည်းနည်းလေးရှုပ်သွားလားမသိဘူးနော်ကျမတို့မိခင်ဆိုတာကလေကျမတို့ခလေးမွေးလိုက်ပြီးတိုင်းကျမတို့မိခင်နေအမေတွေဖြစ်တာမဟုတ်ဘူးကျမစကားလုံးကစမ်းမယ်ဘာဖြစ်လို့လဲဆိုရင်ကျမတို့ခလေးတယောက်ကိုမွေးပြီးတိုင်းအမေဖြစ်တာမဟုတ်ဘူးအမေတာဝန်ကြီးမှာအမေဖြစ်တာဟုတ်ပြီနော်ဒါကြောင့်တာဝန်ကြီးနေတဲ့မိမိတွေအားလုံးကိုအပြစ်လုံးဝမတင်ပါနဲ့ပြည့်စုံမှုဆိုတာမဖြစ်နိုင်ဘူးဘယ်သူမှပြည့်မစုံနေဘူးဒါပေမဲ့သိကြတာကျမတို့အားလုံးကစူးစမ်းနေကြတယ်အဲ့တော့ကျမတို့ပြန်လဲကြမယ်ဆိုတိုင်းပြင်မဲမယ်ဆိုတိုင်းကျမတို့အတွေးတစ်ခုအမြဲတမ်းခေါင်းထဲမှာရောက်ပါအဲ့ဒီအတွေးကဘာလဲဆိုရင်မိတ်ဆွေကမိတ်ဆွေကလေးကိုချစ်ချင်းမြတ်တာအပြည့်နဲ့ပြုစုပြိုးထောင်ပေးနေတဲ့အချိန်ဒီလိုအချိန်တွေကတင့်ကလေးတို့တကယ်တဲ့အကောင်းဆုံးသောလက်ဆောင်ဆိုတာမမေ့ပါနဲ့အဲ့ဒီတစ်ခုကိုမိတ်ဆွေရဲ့ရှင်ထဲမှာဆွဆွမြဲမြဲမှတ်ထားပေးပါနော်ဒီဗီဒီယိုကိုကြည့်နေတဲ့မိခင်တယောက်ဖြစ်နေတဲ့ဆိုရင်ဒီနေ့ငါလည်းအကောင်းဆုံးစူးစမ်းနေပါတယ်ဆိုပြီးတော့ comment မှာမှန်ခဲ့ပေးပါအောင်နော်ဘာဖြစ်လို့လဲဆိုတော့မိတ်ဆွေရဲ့ comment လေးတစ်ကြောင်းကနောက်မိခင်တွေအတွက်ခွန်အားဖြစ်စေလို့တင့်ရဲ့ comment လေးတစ်ကြောင်းကနောက်ထပ်မိခင်တွေအတွက်ခွန်အားဖြစ်စေပါတယ်ဒီလိုမိခင်ဘဝပြုစုပြောထောင်ရေးဘဝနဲ့ဒီလိုမိခင်ဘဝခလေးပြုစုရေးနဲ့စိတ်သက်ခွန်အားဗီဒီယိုတွေကိုကြည့်ချင်နေဆိုရင်တော့မိရဲ့ level up live channel လေးကို subscribe လုပ်ဖို့မမေ့ပါနဲ့เนาะအားလုံးကိုကျေးဇူးတင်ပါတယ် bye bye